ယူမိုက်လုပ်ခဲ့ဘူးလားတော်ယူမိုက်တယ်ပြောရအောင်နော်ဒီကတ်3တော့ရအောင်မတ်တရားအရှိဆုံးလူဆိုရင်တော့အဖေပေါ့နော်အဖေကဆုံးသွားပြီပေါ့နော်လွန်ခဲ့တဲ့9နှစ်လောက်တည်းဆိုတော့သူဆုံးသွားပြီးတည်းကလည်းအဲ့လိုမျိုးတိုက်ဆိုင်နိုင်မယ်လို့ပဲဖြစ်ဖြစ်တတိယတိုင်းလို့ပဲဖြစ်ဖြစ်အများတွေးမိရပေါ့နော်ပြီးတော့သူ့ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်းမှာအဲ့လိုမျိုးသူ့ရဲ့ကျွန်တော်ဘဝမှာအဲ့လိုမျိုးကျွန်တော်ဘဝတစ်ခုလည်းမဟုတ်ဘူးကျွန်တော်မိသားစုအားလုံးရဲ့ဘဝအစိတ်ပိုင်းအားလုံးမှာသူကအရေးကြီးတဲ့နေရာကြီးကပါနေရဆိုတာကျွန်တော်မိသားစုဝင်အားလုံးတဖြည်းဖြည်းသိလာပါကျွန်တော်အပါဝင်ပေါ့ယူမိုက်လုပ်ခဲ့ဘူးလားတော်ယူမိုက်တယ်ပြောရအောင်နော်ဒီကတ်3တော့ရအောင်ဆိုကျွန်တော်နောက်ဆုံး recent ဒီအရှိရပေါ့ဒီရဲ့ relationship ကတော်တော်လေး complicated ဖြစ်သွားတယ်လို့ပြောရမှာပေါ့နော်ဆိုတော့အဲ့မှာအဲ့လိုမျိုးကိုရီးယားကားရလို့ပဲတကယ်3ဝင်ဆိုင်တွေပဲဖြစ်သွားပြီးတော့ကျွန်တော်နာမည်တော့မပြောတော့ဘူးဒါပေမဲ့အဲ့လိုမျိုးကျွန်တော်တို့အဲ့လိုဈေးဆိုင်တူထွက်ကြတဲ့အချိန်မှာအဲ့လိုမျိုးခဏလို3ပွင့်ဆိုင်ပေါ့3ယောက်လုံးဈေးတူကြောင်းလိုက်ရတဲ့ဖြစ်ရမျိုးတွေပါရှိခဲ့ဘူးတယ်ပေါ့နော်ဆိုတော့အဲ့ချိန်မှာအဲ့လိုမျိုး jealousy ဆိုတဲ့ဟာကိုမှမရှိဘူးလို့ထင်ထားတာပေါ့နော်တကယ်ဟာငါအဲ့လိုမျိုးမနာလိုစိတ်မျက်စိရစိတ်မရှိဘူးပေါ့ခွင့်လွတ်တတ်တယ်ပေါ့ဆောင်းခူးဖြစ်တယ်လို့ရေးလဲခူးဖြစ်တယ်လို့ထင်ထားပြီးတော့မှအဲ့လိုမျိုးဖြစ်ပြတွေကြုံလိုက်ရတော့โอเคငါမှအဲ့လိုမျိုးစိတ်လည်းရှိပါလားပေါ့ဗါလေလူတစ်ယောက်ပဲဆိုတော့ပေါ့နော်တကယ်တော့ကို mess up လုပ်လိုက်တဲ့ကိစ္စပေါ့နော်ကို mess up လုပ်လိုက်တဲ့ကိစ္စဒီမှာအဲ့လိုပဲဖြစ်လာတယ်အဲ့ဒါဥမှကိုကအရင်ချိန်တိုင်းပြန်ရအောင်အတင်းပြန်သွားနေတဲ့အချိန်မှာအဲ့ခဏဟာကြီးကိုအတင်းစုပ်ကင်ထားတော့မိခဲကပူလာတော့နောက်ဆုံးတော့လွတ်ချလိုက်ရအောင်စေပေကြီးအောင်ဆောင်းနေရတာအဲ့တော့ခဏဖြစ်မယ်နဲ့တူတယ်ပေါ့နော်အများတန်းဟိုကျွန်တော်ဆိုပျော်နေတဲ့တဲမှာပါပြီးကိုပတ်ဝန်းကျင်ကိုချစ်တဲ့လူတွေဟိုအများနဲ့ like စားတယ်သူတို့အားလုံးကိုဘေးပတ်ဝန်းကျင်ကျွန်တော် happy vibe လေးဖြစ်နေတော့အများနေတယ်ပေါ့နော်ဆိုတော့အဲ့လိုလူတွေမှာလည်းခဏတော့အများကြီးခံစားရတဲ့အချိန်ရှိရောအဲ့ခါကျရင်fine နေအောင်ပဲစောင့်လိုက်တာပေါ့နော် fine နေပါတယ်အဆင်ပြေနေပါတော့တစ်ခါကျကိုကြိတ်မိပြီးတော့အတင်း fine နေတဲ့ပုံစံနေလိုက်ပဲမဲ့တကယ် fine မနေဘူးရုပ်ကြီးမှာပေါ်နေတာပေါ့နော်ဆိုတော့အဲ့အမျိုးကအလုပ်တွေမှာဖြစ်တာများမယ်အစူခံရတဲ့အချိန်တွေမှာဖြစ်တာများတယ်ပေါ့နော်ပြီးတော့ relationship ပြီးရင်မိသားစုကြားထဲမှာအကုန်လုံးပေါ့ကိုယ့်ရဲ့တုံ့ပြန်မှုကြောင့်သူ့ကိုစိတ်မထိခိုက်စေခြင်းတဲ့အခါမျိုးပေါ့နော်ရုပ်ဆအစောအဲ့လိုအမေကသတိမေ့ပြီးတော့ကိုဒီမင်းကုန်းတော့ပဲဖုန်းပြောနေနဲ့3ခေါက်လောက်မင်းတော့စိတ်မရှိဘဲနဲ့ပြောမဲ့စားတစ်ခါလေကျရင်တီးခံလိုက်ရောငါအမေမေးတတ်ပါတယ်အဲ့လိုမျိုးပြုံးလေးနဲ့ဟာအမေဒါလုပ်နေရတယ်ဒါလုပ်နေတယ်ပြန်ပြောလိုက်ရအခါလေးတော့အော်မိပါဒါပေမဲ့ညာတော့အဖြစ်တော့ဟုတ်ပိုင်းကြီးအောင်ဆောင်းလိုက်ရလူတိုင်းတော့မှားခဲ့ဘူးလားပဲပေါ့ဒါပေမဲ့ကျွန်တော်မှားဘူးရဲ့အမှားတွေကလည်းလူတိုင်းမှားဘူးရဲ့အမှားဆိုပေမဲ့ဘာမှဖြစ်တော့ပါဘူးလေဆိုပြီးတော့စသလှုပ်ခြင်းတော့ထင်လိုက်ပြီးတော့လှုပ်လိုက်တာပေါ့နော်ဘယ်သူမှမကြည့်တော့ဘူးကိုစင်ပြေမဲ့ကိုစိတ်ပျော်မဲ့ဟာနောက်ပဲလှုပ်လိုက်မရပါဘူးဒါပေမဲ့အဲ့နောက်မှာပေးလိုက်ရတဲ့ဟာတွေကအကြီးဖြစ်သွားတာပေါ့နော် micro cheating ပဲဖြစ်ဘလို့ micro cheating ပဲဖြစ်ပေါ့နော်ဆိုတော့အဲ့လှုပ်လိုက်ပြီးတော့အဲ့တစ်ဖက်လူကတော်တော်လေးပုံစံပြောင်းသွားတယ်လို့လူတယောက်အစ်စ်လို့မြင်လိုက်ရတယ်ကျွန်တော်ငယ်တုန်းကအဲ့လိုဖျားတရားအကြောင်းတွေတေချာအောင်ရှင်းပြတယ်ပြီးတော့စက်ကြဝဠာကြီးထူးဆန်းတဲ့အကြောင်းတွေရှင်းပြတယ်ကျွန်တော်ငယ်တော့ကွန်ပျူတာဆိုတာလူတိုင်းမှာမရှိနေဘူးပေါ့နော်အဲ့ဒီအချိန်မှာအဲ့လိုဟာမျိုးနဲ့ထိတွေ့ဖြစ်ရအောင်ရင်းနှီးအောင်ကူညီပေးခဲ့ဦးလေးပေါ့အဲ့ဦးလေးကိုလို့ရုတ်တရက်ကျမကြီးကောင်းနေရတယ်ဆုံးရှုံးလိုက်ရတော့အဲ့တစ်ခေါက်ဖြစ်မယ်ဟုတ်
အဲ့တစ်ခါကနောက်ဆုံးငိုခဲ့ရဒီနှစ် match လာ